ပုံစံတူအယောင်တူပစ္စည်း၃ခုကိုအတူတူထားလိုက်တာနဲ့လေထဲကိုပျောက်သွားခဲ့တယ်။နိုင်စင်တူ၃လုံးထိလိုက်တာနဲ့ပျောက်သွားတယ်။ကစားသမား၃ယောက်ကိုချင်းတိုက်ပြီးအောင်ပွဲခံလိုက်တာလေထဲပျောက်သွားပြန်တယ်။ပုံစံတူအယောင်တူကား၃စီးကိုဘေးချင်းရှင်ပြီးရထားလိုက်ရင်လည်းချက်ချင်းပျောက်သွားပါတယ်။အဲ့လိုပျောက်သွားပြီးရင်ဘယ်တော့မှပြန်မပေါ်လာတော့ပါဘူး။ဒီလိုဖြစ်နေတာကိုသိတော့ကျောင်းအုပ်ကြီးကကျောင်းသားတွေနဲ့ဆရာတွေအကုန်လုံးကိုအရေးပေါ်စည်းဝေးခေါ်လိုက်တယ်။သူကအဲ့ဒီအကြောင်းကိုပြောဖို့လှုပ်လိုက်တုံးရှိသေးတယ်။မျက်စိရှိမှပဲကျောင်းသူ၃ယောက်ထိမိပြီးပျောက်သွားခဲ့တယ်။ဖနက်ဆိုင်မှာလည်းဖနက်ပုံစံတူ၃ရံကိုအတူတူထားလိုက်တာပျောက်သွားပြန်တယ်။ဒီသတင်းကချက်ချင်းပြန့်နှံ့သွားပြီးတော့လူတွေလည်းပယုတ်ပရက်တွေဖြစ်ကုန်ပါတယ်။အဲ့ဒီနောက်ပိုင်းအမွှာပူးညီအမ၃ယောက်ဆိုရင်လည်းဆိုဖာပေါ်မှာအတူတူမထိုင်ရဲတော့ဘူး။ဝတ်စုံတူဝတ်ထားတဲ့သူတွေဆိုရင်လည်းလက်ဆွဲနှုတ်ဆက်တာကိုမလုပ်ရဲကြတော့ပါဘူး။ဘကန်၃ချက်ကိုဆေးပြီးအတူတူထားမိရင်ပျောက်ကုန်တာဆိုတော့နေ့စဉ်လူနေဘဝမှာအတော်လေးရိုက်ခတ်လာခဲ့တယ်။ပိုပြီးကြောက်စရာကောင်းလာတာကတော့ရာဇဝတ်သားတချို့ဟာဒီဖြစ်စဉ်ကိုသူတို့ရဲ့လက်နက်တစ်ခုလိုပြောင်းပြီးသုံးလာခဲ့တယ်။သူတို့ကဓာစာခံတွေကိုအဝတ်စားတူတွေဝတ်စေပြီးအဲ့ဒီ၃ယောက်ကိုအတူတူထိုင်ပြီးထိခိုင်းစေခဲ့တယ်။အဲ့ဒါဆိုသူတို့လုံးဝပျောက်ကွယ်သွားလိမ့်မယ်ဆိုပြီးနှိပ်စက်ကြတာပေါ့။ဒါပေမဲ့သူတို့ကြတော့ပျောက်မသွားဘူးဖြစ်နေတယ်။ဘာလို့လဲဆိုတော့နတ်ဖျားကဂိမ်းဆော့နေတာအချိန်ပြည့်သွားလို့ပါ။သူတို့၃ယောက်လည်းပျော်မလို့လှုပ်တုံးရှိသေးတယ်။နတ်ဖျားကဂိမ်းကိုပြန်ဆပြီးဆော့လိုက်တာနဲ့သူတို့၃ယောက်ဟာရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ်။ဆောင်ကျိုးနေဂိမ်းကြော်ညာကြီး